အားလုံးပဲမင်္ဂလာပါမိမိတော်ဆောက်လေးမှာကျူဆိုပါတယ်ရှိကူးအိမ်လေးရဆိုရင်တော့ကျွန်တော်တို့ရှိပြီးသားဥပမာတိုင်းကျွန်တော်ဘရုံမာလမ်းမှာရှိတယ်မျက်နှာဝါက18ပေအနောက်ကို40ကျယ်ဝန်းနဲ့ကျွန်တော်တို့တစ်ထပ်ခွဲပေါ့နော်နှစ်ထပ်လည်းပြောလို့ရတယ်အိမ်မျိုးစားလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အောက်ထပ်မှာဆိုရင်အခန်းတစ်ခန်းပါမယ်ဒီတရားတွေဒီဘောအီကိုတွေဆန်းရှိတွေထပ်တူတာပါဝင်မှတ်ပြီဆိုတာနဲ့ကျွန်တော်တို့အဲကန်းပုံစံလေးရှိမယ်ပြီးရင်ကျွန်တော်တို့ TV စင်လေးရှိမယ်ပေါ့နော်ဒီ TV စင်ဈေးနှုန်းလေးကိုတစ်ခါထည့်ပြလိုက်မယ်နောက်လို့တဲ့သူရှိရပေါ့နော်ဒီအန်ဇွဲလေးပါမယ်ဒါပါမယ်ဒီဘက်ပြင်အောင်ပါဘူး29သိန်းပါပြီးပြီဆိုတာနဲ့ကျွန်တော်တို့အိတ်ခန်းနှစ်ခန်းရှိပါမယ်ဒါကနဝိထွက်တဲ့ပေါက်ပါဒီမှာကထမင်းချက်တဲ့မိဖို့အကုန်ရှိပါမယ်ဒါတော့ကျွန်တော်တို့အိမ်သားလေးပဲဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်ရေချိုးကန်းလေးပဲဖြစ်ပါတယ်ကျူပစင်ပါမယ်မှန်ပါမယ်ရှာဝါပါမယ်ရေတကောင်းပါပါမယ်ဒါကတော့ပေါ်တက်မက်လီကလေးပဲဖြစ်ပါတယ်ဒီပေါ်တက်မှာဆိုရင်ကျွန်တော်တို့ဖျားเจ้าဆောင်ထားဖို့နေရာရှိမယ်ပြီးရင်မာစာဘုံတစ်ခန်းရှိပါမယ်ပြီးရင်နဝိထွက်တဲ့ဝင်လာရှိပါမယ်စပိတ်ကန်တော့ကျွန်တော်ဟိုးနောက်မှာထည့်ထားပါတယ်ဒါတော့ကျွန်တော်ရေတန်းကြီးပါဒါဝိရှုစရပန်သုံးလို့ရအောင်ကျွန်တော်တစ်ခါထုတ်ပြီးသားပါဒါရှေ့ဝင်တာလေးပဲဖြစ်ပါတယ်ဒီကောင်လေးရဲ့တန်ဖိုးကကျွန်တော်တို့စောက်တဲ့ဈေးနှုန်းပဲကျွန်တော်တို့1290ပါတယ်ဒါပေမဲ့ဒီဆန်းရှိတ်တွေဒီအီကိုဘူးတွေပါမယ်အောက်ဆန်းရှိတ်အီကိုဘူးပါမယ်တတိုးတော့ပေါင်းနေဆိုရင်တော့ကျွန်တော်တို့1450တော့ကျပါမယ်ဒီကောင်လေးရဲ့ကြာချိန်ကကျွန်တော်တို့က4လယူထားပါတယ်ဒီကောင်လေးကဆွီးစရာတန်ဟိုမှာကျွန်တော်အာဆီတိုင်ပြန်ကုန်လောင်းထားတာပါတထန်အောင်3သိန်းလောင်းထားတာပါရှိခိုးရင်လိုမျိုးစောက်ကျင်နေဆိုရင်ကျွန်တော်တို့ရုံးခန်းများအနေနဲ့ဆိုရင်တောင်တကုံမှာတစ်ခုရှိကုံမှာတစ်ခုရှိပါတယ်ဆက်သွယ်ဖုန်းနံပါတ်ကတော့040 890 190ရှိပါတယ်040 890 190ဖြစ်ပါတယ်ဆောက်လို့ရတဲ့မှာကျွန်တော်မိမိသားစုကိုယုံကြည်စွာလုပ်အပ်နေတော့အရှင်မိသားစုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအလုပ်ကအလုံးစေပါစေလို့လည်းဆုတောင်းပေးပါတယ်ခုနှစ်တိုင်းများအလုံးလုပ်ကအလုံးအေးစင်မြကြပါစေအရက်တရားတော့အင်္ဂလုံးပိုင်ဆိုင်မှာဆုတောင်းပေးပါတယ်ကျွန်တော်တော့မြင်းစောက်တောင်ကန်ဝေထုံးပဲဖြစ်ပါတယ်ဆောက်လို့နဲ့ပတ်သက်တာရှိရဆိုရင်လည်းကျွန်တော်ကိုFacebook မှာဖြစ်စေ TikTok မှာဖြစ်စေ YouTube မှာဖြစ်စေဖုန်းဆက်ဖြစ်စေမေးမြန်းနိုင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဆုတောင်းပေးပါတယ်